မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ကကျူးလွန်သောစစ်ရာဇဝတ်မှုများအတွက်ကျူးလွန်သူများနှင့်တပ်မှုများ၏ကိုယ်ရေးအချက်အလက်များကိုစုဆောင်းနေဟု IIMM ကထုတ်ပြောစုံစမ်းစစ်ဆေးရမည့်ရာဇဝတ်မှုအရေးအတွက်ကငကိုမျှော်လင့်ထားသည့်ထက်အလွန်ကျော်လွန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာစစ်တပ်ကကျူးလွန်သောစစ်ရာဇဝတ်မှုများအတွက်ကျူးလွန်နေသူများနှင့်တပ်မှုများ၏ကိုယ်ရေးအချက်အလက်များကိုစုဆောင်းနေဟု IIMM ခေါ်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ရာအကြီးအကဲ Nicholas Koumjian ကပြောဆိုလိုက်ပါတယ်။ရှမန်နီအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်တွင်အကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတတိယကော်မတီအစည်းအဝေးတွင်၎င်းကအထက်ပါအတိုင်းပြောလိုက်ခြင်းဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ကဖမ်းဆီးထားသူများအပေါ်ညှဉ်းပန်းနှိပ်စက်မှုလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအမျိုးမျိုးကျူးလွန်နေသောအထောက်အထားများစုဆောင်းထားပြီးကျူးလွန်သူများ၏တပ်မှုများ၏ကိုယ်ရေးချက်လက်များကိုစုဆောင်းထားကြောင်းလက်ရှိမြန်မာနိုင်ငံတွင်နိုင်ငံတကာရာဇဝတ်မှုများဖြစ်ပွားမှုအကြိမ်ရေနှင့်ပြင်းထန်မှုများမြင့်တက်လာခဲ့ကြောင်းIIMM အနေဖြင့်တပ်တည်ထွက်ဆိုချက်ပေါင်း600ကျော်အပါအဝင်အထောက်အထားရင်းမြစ်ပေါင်း1300ကျော်နှင့်ဆက်သွယ်ဆောင်ရွက်ခဲ့ကြောင်း၎င်းကရှင်းပြပါသည်ထို့ပြင်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများကိုပိုပြီးအားထားလာပြီးစာတင်ကျောင်းများစေယုံများနေအိမ်များနှင့်ဘာသာရေးအဆောက်အဦများကိုတိုက်ခိုက်နေမှုများကိုဦးစားပေးစုံစမ်းစစ်ဆေးနေကြောင်း2019ခုနှစ်ရှင်းလင်းရေးစစ်စင်ရေးကာလအတွင်းရိုဟင်ဂျာများ၏ပိုင်ဆိုင်မှုများကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခြင်းနှင့်သိမ်းယူခြင်းအကြောင်းစီစစ်သုံးသပ်ချက်အစီရင်ခံစာအကျဉ်းချုပ်ကိုစက်တင်ဘာလအတွင်းထုတ်ပြန်ခဲ့ကြောင်းယင်းအစီရင်ခံစာတွင်ရိုဟင်ဂျာများ၏နေအိမ်စီးပွားရေးလုပ်ငန်းနှင့်ဘာသာရေးအဆောက်အဦများဖျက်ဆီးခဲ့ရပုံရင်းနေရာများတွင်နေကြားဆောင်ရဲတပ်ဖွဲ့အခြေစိုက်စခန်းများအစားထိုးတိစောက်ထားမှုများကိုစုံစမ်းစစ်ဆေးနေကြောင်း၎င်းကဆိုပါတယ်။ရခိုင်ပြည်နယ်မှာအကြမ်းဖက်မှုတွေပိုပြီးပြင်းထန်နေပါတယ်။ရခိုင်တပ်တော်ကပြည်내အတွင်းနေမြေအများစုကိုသိမ်းပိုက်ထားပြီးစစ်တပ်ဘက်ကလည်းပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုပုံကျဲတိုက်ခိုက်မှုတွေနဲ့ပြန်လည်တုံ့ပြန်နေပါတယ်။လူမျိုးစုပေါင်းစုံကအရက်သားတွေဟာဆင်းရဲဒုက္ခရောက်နေကြပါတယ်။ရိုဟင်ဂျာတွေကိုစစ်တပ်နဲ့ရခိုင်တပ်တော်နှစ်ဖက်စလုံးကစစ်သားအဖြစ်စုဆောင်းနေပြီးရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကလည်းလက်ရှိတိုက်ပွဲတွေမှာပါဝင်နေပါတယ်။အရက်သားတွေကိုပြစ်မှတ်ထားတဲ့ဒရုန်းတိုက်ခိုက်မှုတပ်ဖြတ်မှုမရင်းကျင်းမှုနှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ငတ်မုတ်ခေါင်းပါမှုကြုံနေရသူတွေစီပေးပို့တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုတားဆီးဟန့်တားတဲ့ဖြစ်ရပ်တွေနဲ့ရင်ဆိုင်တဲ့တပ်တွေအထောက်ထားတွေကိုရန်ရာကစုဆောင်းနေပါတယ်။တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန်တွေကိုမှတ်တမ်းပြုစုဖို့ရန်ရာကဒီလိုဖြစ်ရပ်တွေကိုမျက်မြင်တွေ့ခဲ့သူတွေနဲ့ဓာတ်ရိုက်ဆက်သွယ်ပါတယ်။ဒါပြင်ဓာတ်ပုံတွေနဲ့ပွင့်လင်းရင်းမြစ်မှရရှိနိုင်တဲ့အထောက်အထားတွေကိုစီစစ်ခြင်းနဲ့အတည်ပြုခြင်းတွေလှုပ်ဆောင်နေပါတယ်။ကိုယ်တိုင်ကြုံတွေ့ကြရတဲ့အချက်လက်တွေကိုမျှဝေပေးလို့သူတွေအနေနဲ့လည်းကျွန်တော်တို့စီဆက်သွယ်ပေးဖို့ကြိုးဆိုပါတယ်။မြန်မာစစ်တပ်နဲ့ရခိုင်တပ်တော်နှစ်ဖက်စလုံးစီကအချက်လက်တွေရရှိဖို့ရန်ရာကဆက်သွယ်ခဲ့ပေမယ့်ဒီနေ့ထိနှစ်ဖက်လုံးကပူးပေါင်းဆောင်ရွက်မှုမရှိသေးတာကိုလည်းအသိပေးလိုပါတယ်ဟုသူကပြောပါတယ်။ IIM ကရရှိထားသောအထောက်အထားများကိုနိုင်ငံတကာရာဇဝတ်ခုံရုံးမှတရားလိုရှင်းနေရုံအာဂျင်တီးနားဖက်ဒရယ်ရာဇဝတ်ခုံရုံးမှစုံစမ်းစစ်ဆေးရေးတရားသူကြီးတို့ကအသုံးပြုနေကြောင်းမြန်မာနိုင်ငံကလူမျိုးပြုံးသွင်းစေမှုကိုတားဆီးရန်နှင့်ပြည်ထန်ချမှတ်ရန်သဘောတူစာချုပ်ပါတာဝန်ဝတ္တရားကိုပြက်ကွက်ခဲ့မှုဖြင့်ဂမ်ဘီယာနိုင်ငံကဆွဆွဲထားသောနိုင်ငံတကာရာဇဝတ်ရုံးအမှုတွင်လည်းအသုံးပြုရန်ချက်လက်များကိုလည်းရန်ရာကမျှဝေပေးနေကြောင်းသိရပါတယ်။မြန်မာနိုင်ငံတွင်ကျူးလွန်ခဲ့သည့်ရာဇဝတ်မှုများအတွက်အသုံးပြုခဲ့သည့်လက်နက်နှင့်စစ်ရေးသုံးကိရိယာများကိုရောင်းချပေးသည့်လူပုဂ္ဂိုလ်များစီးပွားရေးလုပ်ငန်းများမှသက်ဆိုင်ရာနိုင်ငံ၏ဥပဒေများကိုချိုးဖောက်နေခြင်းရှိမရှိစုံစမ်းစစ်ဆေးနေသည့်နိုင်ငံများနှင့်လည်း IIMM နှင့်လည်းပူးပေါင်းဆောင်ရွက်နေကြောင်းသိရပါတယ်။2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုမတိုင်ခင်ကတည်းကရန်ရာကိုဖွဲ့စည်းတည်ထောင်ခဲ့ပြီးအရင်းမြစ်တွေစီစဉ်ချထားပေးခဲ့ကြောင်းလက်ရှိအချိန်တွင်စုံစမ်းစစ်ဆေးရမည့်ရာဇဝတ်မှုအရေးအတွက်ဟာငကိုမျှော်မှန်းထားသည့်ထက်တော်တော်လေးကျော်လွန်နေကြောင်းသိရပါတယ်။တာဝန်ခံမှုနဲ့နိုင်ငံတကာတရားမျှတမှုဟာအရေးကြီးတဲ့လမ်းဆုံးလမ်းကွာကိုရှောင်နေပါတယ်။မြန်မာနိုင်ငံမှာကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်တရားမျှတမှုရှိအောင်ကြိုးပမ်းခြင်းကမြန်မာနိုင်ငံကရာဇဝတ်မှုကျူးလွန်သူတွေကိုသာမကပြစ်မှုကျူးလွန်သူအလုံးကိုအရေးကြီးတဲ့သတင်းစကားတစ်ခုပေးပို့နိုင်ပါတယ်။အရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အခါနိုင်ငံတကာဥပဒေကိုလျှို့ရှုတဲ့အခါနိုင်ငံတကာအတိုင်းဝိုင်းကလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးဆိုတဲ့သတင်းစကားပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာကျူးလွန်ခဲ့တဲ့ကြီးလေးတဲ့နိုင်ငံတကာရာဇဝတ်မှုတွေအတွက်တာဝန်ရှိသူတွေကိုတရားစီရင်နိုင်ဖို့ဒီအခန်းထဲမှာရှိနေကြတဲ့အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူပူးပေါင်းလှုပ်ဆောင်ဖို့ကျွန်တော်တို့အသင့်ရှိနေပါတယ်ဟုမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ရာအကြီးအကဲ Nicholas Koumjian ကပြောဆိုပါတယ်။ဆက်လက်ပြီးမိုးကုတ်နဲ့မိုးမိတ်က TNL တပ်တွေစုခွာဖို့သဘောတူပြီးစစ်တပ်နဲ့အပြစ်ရန်စစ်တပ်ကဘုံကျဲတာစစ်ကြောင်းထိုးတာတွေမလုပ်ဘဲနှစ်ဖက်တပ်တွေရောက်တဲ့နေရာကရပ်ထားမယ်ဟုဆိုဒေသခံပြည်သူတွေက TNL ရဲ့လောက်ရအပေါ်ဝေဖန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL နဲ့စစ်ကောင်စီကိုယ်စားလှယ်တွေတရုတ်နိုင်ငံမှာတွေ့ဆုံဆွေးနွေးပြီးအပြစ်ခတ်ရဲစဲရေးအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြောင်း TNL ကသတင်းထုတ်ပြန်ပါတယ်။
PSLF TNLA 2ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ကြဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့စစ်ကောင်စီရဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုဦးဆောင်တဲ့အဖွဲ့တို့ဟာတရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတိန့်ရွှေကျွန်းရဲ့ကျောင်းဝင်ညှိနှိုင်းမှုနဲ့6ကြိမ်မြောက်တွဲဆောင်ဆွေးနွေးပွဲကိုတရုတ်နိုင်ငံကူမင်းမြို့မှာအောက်တိုဘာ28ရက်နဲ့28ရက်မှာပြုလုပ်ပြီးအပြည့်ရစဲရေးသဘောတူခဲ့တာလို့ဖော်ပြပါတယ်။တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ရဲ့ကျောင်းဝင်စိတ်ဆက်ညှိနှိုင်းမှုကြောင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီးသဘောတူလက်မှတ်ရေးထိုးထားတဲ့ကာလအတွင်းမိုးကုတ်နဲ့မိုးမိတ်မြို့နယ်တို့က TNLA တပ်တွေပြန်ဆုတ်ခွာမှာဖြစ်တယ်လို့တအောင်းဒေသကိုလည်းစစ်တပ်ကလေရင်နဲ့ပုံကျဲတာထိုးစစ်ဆင်တိုက်ခိုက်တာမလုပ်ပဲဒီကနေ့အောက်တိုဘာ29ရက်ကစပြီးနှစ်ဖက်ရောက်ရှိတဲ့နေရာတွေမှာတပ်တွေရပ်တန့်ကာအပြန်အလှန်အပြစ်ခတ်ရဲစဲရေးအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တယ်လို့ဖော်ပြထားပါတယ်။အထူးကတော့တရုတ်ပြည်အားပါစီးအရတော့စကားဆရဲ့စစ်ဖီအားကိုတံပြန်တိုက်ခိုက်ဖို့အထိုက်အလျောက်ခက်ခဲပေမဲ့ခုခံတံပြန်ထိုးစစ်လုံနိုင်သေးတဲ့အခြေအနေတော့ရှိပါတယ်။မဟာမိတ်တွေနဲ့အတူတူပေါ့လို့တောင်သတင်းရင်းမြစ်တအူးကစစ်ကောင်စီနဲ့အပြစ်ခတ်ရဲစဲရေးဖြစ်ပေါ်လာမှုအခြေအနေအပေါ်မှတ်ချက်ပြုပါတယ်။အခုလိုအပြစ်ခတ်ရဲစဲလိုက်တာဟာတော်လန်ရေးတရက်လုံးအတွက်အားနည်းမှုဖြစ်ပေါ်စေတာတေချာတယ်လို့လည်းသူကပြောပါတယ်။ဒါပေမဲ့ TNLA အနေနဲ့တစ်ဖက်လက်နဲ့ဆက်လက်ကူညီမှုတွေရှိနေမယ်လို့လည်းတအောင်းသတင်းရင်းမြစ်ကသုံးသပ်ပြောပြပါတယ်။ပြီးတော့အပြစ်ရတာလည်းယာယီကာလတစ်ခုအထိပဲဖြစ်ပါတယ်။စစ်ရေးနိုင်ငံရေးအရာဖိအားတွေကြောင့် TNLA ကယာယီအပြစ်ရပေမဲ့တော်လန်ရေးအင်အားစုတွေစိတ်သက်မကြပဲအပြန်အလှန်ယုံကြည်မှုနားလည်မှုရှိနဲ့တော်လန်ရေးမအောင်မချင်းတိုက်ပွဲဝင်ရပါအောင်မေ။ယာယီအပြစ်ရတဲ့ဆိုကြတဲ့ကယာယီပါပဲလို့တောင်းသတင်းရင်းမြစ်ကပြောပါတယ်။မိုးမိတ်ဒေသခံတအုပ်ကတော့ TNLA ရဲ့လုပ်ရအပေါ်ဝေဖန်ပါတယ်။မိုးမိတ်ကို KIA ကစတိုက်တာနောက်ပိုင်း TNLA ဝင်လာပြီးသိမ်းတာအခုကျမျိုးလဲပြတ်တယ်စစ်တပ်လည်းပြန်ဝင်လာမယ်ဆိုတော့ TNLA ရဲ့တော်လန်ရေးခေါင်းစဉ်နဲ့မျိုးသိမ်းတဲ့လုပ်ရကအောက်တန်းကြတယ်လို့ပြောပါတယ်။မိုးကုတ်ဒေသခံတအုပ်ကလည်း TNLA ရဲ့ဆုံးဖြတ်ချက်ကိုအပြင်းအထန်ပြစ်တင်ဝေဖန်ပါတယ်။မိုးကုတ်နဲ့မိုးမိတ်ကစစ်တပ်ကိုစန့်ကျင်တော်လှန်ခဲ့တဲ့ပြည်သူတွေအတွက် TNLA ရဲ့လုပ်ရဟာမဆာနာပဲဒုက္ခရောက်အောင်လုပ်လိုက်တယ်လို့ဖြစ်တယ်လို့ပြည်သူတို့ကဝေဖန်ပါတယ်။ TNLA ကစစ်ကောင်စီနဲ့ညှိပြီးအပြစ်ရလိုက်ပေမဲ့ PDF တွေကဆက်ပြီးတိုက်ခိုက်နိုင်တယ်လို့စစ်ရေးအကဲခတ်တချို့ကသုံးသပ်ပါတယ်။ PDF ကိုပို့ပြီးစာပို့ပေးပါအဖြေက PDF စီမှာရှိလိမ့်မယ်လို့ရှမ်းပြည်နယ်မြောက်ပိုင်းကစစ်ရေးလေလာသူတို့ကပြောပါတယ်။ TNLA ထိပ်ပိုင်းခေါင်းဆောင်တအုပ်ဖြစ်တဲ့အထွေထွေအတွင်းရေးမှူးချုပ်ဗိုလ်ချုပ်တာဖုံးကျော်ကအော်တိုဘာ17ရက်မှာစစ်ကြီးထဲမှာမတည်သေးပဲရှင်တန်ကြံနေတဲ့သူတွေအနေနဲ့အောင်းမွေးပြူဟာထက်ချဲပြီးဒေါ်လန်တာဆက်လုပ်မယ်လို့အတိပေးရေးသားထားခဲ့ပါတယ်။ဒါအပြင်အောက်တိုဘာ19ရက်မှာလေစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးထုံးတို့ထားမယ်။ကျဲတဲ့သူကျဲဖို့စော်ဩသူကျဲခံရတာကိုဝမ်းမြောက်လက်ခုပ်တီးသူတွေအလုံးကိုမှတ်ထားမယ်အလဲဆိုတာရှိစမြဲပါလို့ရေးသားခဲ့ပါတယ်။အဲ့ဒီလိုရေးသားပြီးတပတ်နောက်အောက်တိုဘာနောက်ဆုံးပတ်မှာတရုတ်အစိုးရရဲ့ဂျားဝင်စီစဉ်မှုနဲ့စစ်ကောင်စီနဲ့ TNLA အကြားဆွေးနွေးပွဲထပ်မံပြုလုပ်ပြီးအခုလိုပြည့်ခတ်ရဲစဲရေးသဘောတူညီချက်ရရှိခဲ့တာပါ။ TNLA အနေနဲ့စစ်ရေးနိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီးသတင်းစာရှင်းလင်းမှုတွေပြုလုပ်တိုင်းတရုတ်အစိုးရရဲ့ဖိအားပေးမှုစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေစတဲ့အခက်အခဲတွေကြုံရကြောင်းအသိပေးခဲ့ပါတယ်။စစ်ကောင်စီဟာဆွေးနွေးပွဲမတိုင်ခင်ကာလအောက်တိုဘာလတက်လာလုံး TNLA ထိန်းချုပ်မြို့ရွာတွေကိုလေကြောင်းစစ်စင်ရေးတွေစက်တိုက်ပြုလုပ်ခဲ့တာပါ။ TNLA ရဲ့ထုတ်ပြန်ချက်တွေအရ TNLA ထိန်းချုပ်မြို့ရွာတွေကိုစစ်ကောင်စီကအောက်တိုဘာအတွင်းလေကြောင်းတိုက်ခိုက်မှုအကြိမ်40လောက်ပြုလုပ်ခဲ့လို့ကလေးငယ်တွေအများအပြားအပါအဝင်ပြည်သူ90လောက်သေဆုံးက60ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ TNLA ဟာလွန်ခဲ့တဲ့2029စစ်စင်ရေးကာလကစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့12မြို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးအခု2025မှာတော့စစ်ကောင်စီထိုးစစ်ကြောင့်နောက်ချိုကြောက်မဲတီပေါ်မြို့တွေကိုလက်လွတ်ခဲ့ရကအခုလဲမိုးကုတ်နဲ့မိုးမိတ်ကိုအပြစ်ရစဲရေးအတွက် TNLA စုတ်ခွာဖို့သဘောတူပေးခဲ့ရတာလည်းဖြစ်ပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်။